နောက်တနေ့နန်းနဲ့တန်ဃာတွေသိမ့်ချီပြီးဆွန့်ကပ်ဖို့အတွက်သူပြင်ဆင်တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုနောက်ထပ်ပြိဿရဲ့ဆက်ပြီးဆွန့်ကပ်မယ်9 ရက်တိတိသူဆွန့်ကပ်ခွင့်လျှောက်တယ်90 တကဘာရဲ့အထက်ကဘဒုမုဒ္ဒရမြတ်စွာဘုရားလောကကြီးတဲ့ပွင့်တဲ့အခါမှာရှင်မကတ္တပမထေရရဲ့အလောင်းကအဲ့ဒီမှာတထေးဖြစ်တယ်သူ့ရဲ့နာမည်ကဝေဒီဟတထေးလို့ဒီလိုခေါ်တယ်အလွန်ချမ်းသာတယ်အလွန်ချမ်းသာကြွယ်ဝတဲ့တထေးကြီးကရေမို့ချိုးပြီးတော့မြတ်စွာဘုရားရှိတဲ့ကျောင်းကိုသွားပြီးဥပုသ်သတင်းကျင့်သုံးတယ်စောင့်တည်တယ်ဘုရားရှိတဲ့ကျောင်းမှာသွားပြီးတော့ဥပုသ်ဆောင်သုံးကျင့်သုံးနေတော့မှာပဲတန်ခါပိဋကအလယ်မှာမြတ်စွာဘုရားကဘဒုမုဒ္ဒရမြတ်စွာဘုရားကခြေသားရန်တို့ငါဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မှာဒုတင်အကျင့်ကိုကျင့်သုံးပြီးတော့တရင်သုံးပေါ်သံဃာတော်တို့အားလည်းပဲဒုတင်အကျင့်မြတ်ကိုကျင့်သုံးကြရန်ခေါ်ပြောပြတာဆုံးမတဲ့နေရာမှာတော့နိသဗမထေရဟာအသာဆုံးအမြတ်ဆုံးပဲလို့မြတ်စွာဘုရားကဒီလိုဧရတဲ့ပေးတယ်မြတ်စွာဘုရားဧရတဲ့ပေးတာကိုဝေရေဟတထေးဟာသိနားမလဲဘူးတာမန်ပုံစံမျိုးပဲဧရတဲ့အနည်းနဲ့ဘွယ်ခန္ဓာကြီးပြီးသွားတော့အဲ့ဒီမှာဝေရေဟပုံနာကမြတ်စွာဘုရားနဲ့တန်ဃာတွေမနေ့ပြန်ဘုရားတပည့်တော်အိမ်ကိုစွန့်ဖုံးပေးကြွတော်မူပါလို့ဒီလိုလျှောက်တော့မြတ်စွာဘုရားကအေးငါရောက်မှတန်ဃာတွေများတယ်အာရှိကျင်တဲ့လောက်ရှိဘုရားတပည့်တော်အကုန်လုံးပြင့်မယ်ဘုရားဆိုပြီးတော့ဝေရေဟပုံနာကအိမ်မှာပြိဿအကုန်လုံးပြင့်မယ်လျှောက်တော့ဘုရားကလည်းစိတ်နေတယ်ဝေရေဟပုံနာကလည်းဩဒါမြတ်စွာဘုရားခွင့်ပြုပြီဆိုတာသိလိုက်တော့အိမ်ကိုပြန်ပြီးတော့မှနောက်တနေ့နန်းနဲ့တန်ဃာတွေသိမ့်ချီပြီးဆွန့်ကပ်ဖို့အတွက်သူပြင်ဆင်တယ်နောက်တနေ့ရောက်တဲ့အခါဘုရားနဲ့တန်ဃာတော်တွေကြွလာဆွန့်နေကအိမ်နဲ့ပင်ပြီးတော့လဲဆွန့်ကပ်တန်ဃာကုံဆွန့်ကပ်ပြီးတော့ကြည်နူးပြီးတော့နေတဲ့အချိန်မှာအိမ်ရှိမှာမထေရဘာဆွန့်လာရက်တယ်ဆွန့်ရက်တဲ့မထေရဟာပြိဿမနေ့ကဒုတဝါဒဧရတဲ့ရတဲ့နိသဗမထေရသူမြတ်ဖြစ်ရှင်ဘုရားတပိတ်ပေးတော်မူပါဗျာစွန့်ပါဗျာဆိုတော့တပိတ်လေးနိသဗမထေရကစွန့်လိုက်တော့အဲ့ဒီတပိတ်ကိုအိမ်နဲ့ယူပြီးတော့ပြိဿဝေရေဟတထေးကြီးကကောင်းတို့ရာတွေကိုတပိတ်ထဲလောင်းထည့်ပြီးတော့ပြိဿအဲ့ဒီမှာနိသဗမထေရပြန်ကပ်ပြီးတော့လျှောက်တယ်အရှင်ဘုရားအိမ်နဲ့ကြွရောက်ပြီးသတင်းသုံးတော်မူပါအောင်ဘုရားမြတ်စွာဘုရားလည်းအိမ်ထဲမှာရောက်နေပါတယ်ဘုရားတန်ဃာတော်များလည်းအိမ်ထဲမှာသတင်းသုံးနေကြပါတယ်ဘုရားအရှင်ဘုရားလည်းပဲအိမ်နဲ့ကြွရောက်ပြီးတော့သတင်းသုံးတော်မူပါအောင်ဘုရားလို့တထေးကြီးကနိသဗမထေရကိုလျှောက်တယ်လျှောက်တော့နိသဗမထေရကတကားကြီးတဲ့အိမ်နဲ့ဝင်ဖို့ရန်အဆလိမ့်မည်မဟုတ်ဘူးကွယ်တဲ့ဒီလိုပြောပြင့်နေပြိဿနိသဗမထေရအိမ်နဲ့မကြွဘလို့မှပြင့်လို့မရတော့အဲ့ဒီမှာတထေးကြီးအိမ်နဲ့ပြန်သွားပြီးမြတ်စွာဘုရားလျှောက်တယ်မြတ်စွာဘုရားတပည့်တော်သံဃာကုံအိမ်ထဲကိုပင့်တယ်ဘုရားနဲ့သံဃာတော်တွေလည်းအိမ်ထဲမှာကြွရောက်သတင်းသုံးမေးပါတယ်လို့လည်းလျှောက်တယ်မနေ့ကဧရတဲ့ရတဲ့နိသဗမထေရကတပည့်တော်အိမ်နဲ့ပင့်တာ तू မကြွဘူးဘုရားဘလို့ချင်းရတွေကြောင့် तू မကြွတာလေသူ့ရဲ့ဂုံတွေကဘလောက်ထိအောင်များပြနေလို့လဲမြတ်စွာဘုရားဆိုပြီးတော့အဲ့ဒီမှာတထေးကြီးကဘုရားလျှောက်တော့ဘဒုမုဒ္ဒရမြတ်စွာဘုရားဆိုတာကလည်းသူတော်ကောင်းတို့ဘုရားတို့မြည်ဒီမှာဝဏ္ဏမစ္စရိယသူများရဲ့ဂုံကျေးဇူးပေါ်မှာဝန်တိုးတယ်ဆိုတာလုံးဝမရှိဝဏ္ဏမစ္စရိယအလွန်ကင်းတဲ့မြတ်စွာဘုရားရှင်များဖြစ်နေတော့ပြိဿရဲ့အဲ့ဒီမှာနိသဗမထေရအကြောင်းကိုပြောပြတကားကြီးတဲ့ငါဘုရားတို့နဲ့တန်ဃာတော်တို့တွေဟာဒကာမတွေပင့်တဲ့စွန်းကိုစားတဲ့ကွယ်တဲ့နိသဗမထေရကတပိတ်ထဲကြတဲ့စွန်းကိုပဲစားတာပတ္တပိဏ္ဏဒုတင်ကိုပြောငါတို့တွေကမြို့နာရွာနာနီးတဲ့ကြောင်းမှာနေကြတယ်ကွယ်နိသဗမထေရကတော်ထဲမှာပဲနေတာအာရိညိကဒုတင်အကြောင်းကိုပြောတယ်အာရိညကဒုတင်ပေါ့
ငါတို့တွေကအမိုးရှိတဲ့ကျောင်းအောင်မှာနေတယ်နိသဗမထေကအမိုးကာမရှိတဲ့ကျောင်းမှာလဲသတင်းသုံးတယ်အဘောဂါတိကဒုတင်ကိုပြောတာငါတို့တွေကသင်္ကန်းနေမျိုးစုံဝစ်ကြတယ်သင်္ကန်းများကိုလက်ခံကြတယ်နိသဗမထေကသုံးတယ်တဲ့ကိုပဲဝစ်တာတိစီဝရိကဒုတင်ကိုပြောတာအဲ့ဒီဂုဏ်တွေကိုဖော်ထုတ်လိုက်တဲ့အခါဝေရေဟတထေကြီးကြီးညိုလိုက်တာနိသဗမထေကိုကြီးညိုလိုက်တာကြီးညိုလိုက်တော့ဘာဖြစ်လို့မေးလိုက်တော့နောင်ဖြစ်လေရာဘဝမှာလည်းပဲနိသဗမထေကဲ့သို့ဖြစ်ချင်လိုက်တာတဲ့ဒီလိုစိတ်တွေဖြစ်လာတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားနဲ့သံဃာတော်တွေကိုနောက်ထပ်ပြိဿရဲ့ဆက်ပြီးဆွန့်ကပ်မယ်9 ရက်တိတိသူဆွန့်ကပ်ခွင့်လျှောက်တယ်9 ရက်တိတိဆွန့်ကပ်ပြီးတော့မှ9 ရက်ပြည့်တဲ့နေ့မှာတိစီဝရိကလို့ခေါ်တဲ့ပြိဿရဲ့သင်မိုင်းရဲ့ဧကတိရဲ့နှစ်ထပ်သင်္ကန်းကြီးရဲ့သံဃာတိုင်းကိုပေးလူပြီးတော့မှအရှင်ဘုရားသည်တပည့်တော်ဤကဲ့သို့ပြုလုပ်ရတဲ့ကုသိုလ်ကောင်းမှုရဲ့တတ္တိကြောင့်ကုသိုလ်ကောင်းမှုကြောင့်နိသဗမထေကဲ့သို့ဘုရားတပည့်တော်သည်ဒုတဝါဒဧရတဲ့ရပါရစေဘုရားဒုတင်အကျင့်ကိုကျင့်သုံးတဲ့နေရာမှာအသာဆုံးအမြတ်ဆုံးဧရတဲ့ပိုင်ရှင်ဖြစ်ပါရစေလို့ဒီလိုသူဆုတောင်းတယ်ဆုတောင်းတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကလည်းလှမ်းပြီးတော့ကြည်တယ်တဲ့ဩသူ့ရဲ့အာသာဆန္ဒအလွန်ပြင်းပြပြီးတော့ပြုမဲ့ကောင်းမှုတွေရဲ့အရှိန်နဲ့ပြုလုပ်လက်တကောင်းမှုတွေကိုကြည့်ပြီးတော့မှသူ့ရဲ့အလိုဆန္ဒပြည့်လိမ့်မယ်သူ့ရဲ့ဆုတောင်းပြည့်လိမ့်မယ်ဆိုတာသိတယ်အဲကြောင့်မြတ်စွာဘုရားကပြိဿအေးနောင်90တကဘာထက်မှာပွင့်တဲ့ဂေါရမမြတ်စွာဘုရားလက်ထက်မှာမဟာကတ္တဗဆိုတဲ့အမည်နဲ့တတ္တိယဧကသာဝကဖြစ်ပြီးတော့မှဒုတင်အရာမှာဧရတဲ့ရလိမ့်မယ်လို့မြတ်စွာဘုရားကဤကဲ့သို့ပြလိုက်ပေးပြောလိုက်တာဝေရေဟတထေကြီးပြောလိုက်တာဟာနောင်ငါဘုရားဖြစ်ပွဲမဲ့ဘုရားလက်ထက်မှာဒီနိသဗမထေလိုဧရတဲ့ငါရမှာလေပြောလိုက်တာပြိဿကဘာတသိန်းကြာတာလေးကိုပြိဿကဘာတသိန်းကြီးပြုတ်ရမှာကိုပြိကြာမယ်မထင်ဘူးတဲ့ခဏလေးလိုထင်ပြီးတော့ကိုသိထဲမှာပြိဿပြုမယ်ဆိုတဲ့စိတ်ဆန္ဒတွေကပြင်းပြတယ်အဲကြောင့်အဲ့ဒီဘဝကနေစပြီးကောင်းမှုတွေပြုလိုက်တာဒါနသီလဘာဝနာကောင်းမှုတွေပြုဧကသာတကပုံနာအဝတ်လေးတစ်ထည်ရှိတာလဲတစ်ထည်လေးလှူခဲ့တဲ့ဘဝလေးလဲသူပြင်းလဲခဲ့ရတယ်ဘယ်လိုဘဝပဲရောက်ပြိဿဒီအာသာဆန္ဒမစွန့်လို့ဘူးတဲ့ပြိဿနောင်ဖြစ်လေရာဘဝမှာနောက်ဆုံးဘဝမှာငါသည်ဒုတဝါဒဧရတဲ့ရရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပြင်းပြင်းထန်ထန်ကောင်းမှုတွေပြုလုပ်လာလိုက်တာသူ့ရဲ့ဇနီးနဲ့သူနဲ့တွဲတဲ့ပဲကောင်းမှုတွေပြိတဲ့အတူတူတွဲပြီးတော့ပြုလာကြတယ်လူဖြစ်လိုက်နတ်ဖြစ်လိုက်မြမဖြစ်လိုက်နောက်ဆုံးဘဝမှာတော့ပြိဿနန္ဒမင်းကြီးရဲ့ဘဝကောင်းမှုတွေပြုဘာဝနာတွေပွားပြီးမြမပြည်သူရောက်တယ်မြမပြည်ရောက်ပြီးတော့ဥဒ္ဒနကတ္တပမြတ်ဂေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါဗြဟ္မပြေကနေဆင်းပြီးတော့လူပြေမကရတိုက်မဟာတိဋ္ဌရွာမှာပိပလိလူလင်ဆိုတာသူလာဖြစ်တယ်ပိပလိလူလင်လာဖြစ်တော့သူနဲ့ပြိဿပါရမီပြုဖို့ပြုပဲ့ဒါနသီလဘာဝနာကောင်းမှုပြုဖို့ပြုပဲ့အမျိုးသမီးကဗဒ္ဒကာပိလာနီသူကပြိဿမတ္ထတိုင်းသာဂရမြို့မှာသွားပြီးတော့သူကလူဖြစ်တယ်မဟာဒိဋ္ဌကအယံချမ်းသာတယ်အယံချမ်းသာတဲ့မြို့မှာတထေးမြို့မှာသွားပြီးတော့လူဖြစ်အသက်20ရောက်တဲ့အခါကျတော့သူ့အမေကပြောငါသားအိမ်အောင်ပြုတော့